သုံးမရတဲ့ Red ကိုကြည့်ရင်ငါပေါ်တဂီနီးပြအလုပ်ကိုလက်ခံမိတာမှားမိဆိုပြီးနောက်လိုက်ရနေလောက်ပြီးဖြစ်တယ်မာဒီနဲ့ပရိသတ်များမင်္ဂလာပါများဝိုင်းတူကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဘာလကမှနီးပြဆိုတာကအသင်းသင်းရဲ့ဘရင်တစ်ပါးလို့အာနာရှိတယ်လို့ထင်နေကြပါသလားပေါ်တဂီတင်းရဲ့နီးပြဂျေရိုဒမာဒီနဲ့ကိုကြည့်လိုက်ရင်တော့အဲ့ဒီအထင်ကြီးလုံးဝအမှားယွင်းသွားပါလိမ့်မယ်ခုနကမိနစ်90လောက်ဘာမှအသုံးမချပဲဂိုးမတော်မတည့်တဲ့ဂိုးဂျီရိုနဲ့တော့အတိုင်းသားမီနေပါလျက်နဲ့လူစားလဲမဲ့ပုံပြားလေးထောင်ပြဖို့ဒူးတွေတဆက်ဆက်တုံနေပြီးတခြားကစားမတွေကိုသာအမြဲလဲရွှဲနေအပြင်ထုတ်ကRed ကိုတော့ချီလို့ကြီးတခုလို့ကွင်းထဲမှာဆက်ထားပြီးထိုင်ကြည့်နေရရှာပါတယ်။အရင်တော့မာတီနဲ့ရဲ့ပေါ်တဂီအသင်းမှာရှိနေတဲ့တကယ်ရာရိုးစစ်ကိုကြည့်ရအောင်။တကယ်တော့မာတီနဲ့ဟာပေါ်တဂီအသင်းအနီးပြမဟုတ်ပါဘူး။သူက Red ရဲ့ကိုပိုင်အားကစားခမ်းမကမိနစ်3ပွားလိုက်ကောက်ပေးနေရတဲ့ကိုကောင်လေးအစင်းလောက်တာအာနာရှိပါတယ်။ကွင်းမှာလက်ပိုက်ပြီးဗတ်တက်ရက်နေပေမဲ့သူရဲ့ကောင်းထဲမှာတကယ်ကစားအကွက်တီဖော်ဆောင်ဖို့တက်ဒီနေ့ Red စိတ်ကြည့်ပါမလား။ငါ့ကိုမြန်မြန်ဆောင်တိုးသွားလားဆိုတာကိုပဲအမြဲရင်တမမနဲ့စောင့်ကြည့်နေရတဲ့တနာစရာပေါ်ပါ။ TV ကင်မရာတွေကမာတီနဲ့မျက်နှာကိုဖျက်လိုက်တဲ့အခါသူ့ရဲ့မျက်လုံးတွေထဲမှာဟဲမီကျွန်တော်ကိုကဲပါအောင်ဆိုတဲ့ message အတိုင်းသားပေါ်နေပါရင်တော်ကဘာလာမှာနီးပြလာလုံးနေတာနဲ့မတူပဲအချမ်းဘတ်သမားရဲ့တစားကန်ဖြင့်ဖန်းစီခံထားသူတယောက်လိုထိတ်လန့်ချောက်ချားနေတာအသေးချပါပြီဒုတိယပိုင်းရောက်တော့ပေါ်တဂီတိုင်းစစ်အလုံးမဖြစ်တော့တဲ့အချိန်မှာနီးပြတယောက်ရဲ့ကြီးမားဆုံးအကြက်တဲ့ကြီးစတင်ပါရင်မာရီနာကွင်းထဲကိုကြည့်လိုက်ပါရင်Redကဘောလုံးလည်းမထီပြေးလည်းမပြေးပဲလမ်းရှောင်းနေတာကိုမြင်ပါရင်သူစိတ်ထဲမှာနံပါတ်9ကိုအပြင်ထုံးလိုက်ရင်ကောင်းမယ်လို့တွေးလိုက်ပါရင်သူစတိုရာတိုင်လူကြီးစီကိုသွားပြီးပေါ်ပြားပေါ်မှာနံပါတ်9လို့ရိုင်းနှိပ်ဖို့လန်လိုက်ပါရင်ဒါပေမဲ့အဲ့ချိန်မှာပဲကွင်းထဲကနေ Red ရဲ့ဆူးရှားတဲ့မြန်ဆောင်ကြီးကသူ့စီကိုဒိုင်းကနေရောက်လာပါရင်မာရီနဲ့တယောက် black box ကိုလက်နဲ့သွားနိုင်ပြီးတယ်လို့ဓာတ်လိုက်ပြီးချက်ချင်းအောင်ဆုပ်သွားပါရင်လက်တွေဆက်ဆက်တုံလာပြီးဟင်းမထုတ်ရဲဘူးသူ့ကိုသာထုတ်လိုက်ရင်အဝေလဲကနေမှငါ့ကိုရေဘူးနဲ့ပြစ်ပေါက်လိုက်မယ်ဆိုတဲ့အကြောင်းတရားကြီးကလွှမ်းမိုးသွားပါရင်Red ကိုမထုတ်ရဲတဲ့အခါမာရီနဲ့ကအခြားအပြစ်မရှိတဲ့ကစားမတွေကိုရဲဆက်ဆက်တက်ဖြတ်ပါရင်ကွင်းထဲမှာအသေးလောပြီးကစားကွက်ဖန်နေတဲ့ဘာလို့ဆေးပါဗီဒီညာနဲ့နူနိုမန်စတာတို့ကိုမာရီနဲ့ကလူစားလဲဖို့ခေါ်လိုက်ပါရင်အဲဒီစားမတွေကအပြင်ကိုထွက်လာရင်းနဲ့ဆရာကျွန်တော်တို့ကောင်းနေတာလေဟိုမှာလမ်းလျှောက်နေတဲ့ဖိုးကြီးကိုထောက်ပါလားဆိုတဲ့မျက်လုံးနဲ့နီးပြကိုမကျင်မနဲ့ကြည့်နေကြပါရင်မာရီနဲ့ကလည်းသူတို့ကိုဖက်ပြီးတီတိုလေးတောင်းပန်ရပါရင်ဆရာတောင်းပန်ပါတယ်ကွာမင်းတို့ကောင်းတာဆရာသိပါရင်ဒါပေမဲ့ဆရာမမိမနဲ့ကလေးတွေရှိသေးတယ်လေRed ကိုသာဆရာထုတ်လိုက်ရင်ဆရာဘွားတေးပြီးပေါ့ဆိုပြီးမြေလေရွှဲနဲ့ရှင်းပြနေရလိမ့်မယ်ထင်ပါရင်ဒီယာကွန်နဲ့ပွဲမှာ Red ဟာကွင်းထဲမှာဘာမှအသုံးမကျပါဘူးတကောသူကဲတင်ရှင်လုံးထင်ပြီးဂိုရီယာရဲ့မတက်လာရနေတာဟာဝေးမေးလမ်းမအကြီးအလဲကောင်မှာပုံချနေတဲ့အမိုက်ထုတ်ကြီးတစ်ခုလိုပါရင်တခြားကစားမတွေကအဲ့အတားအဆီးကိုကြော်ပြီးဘောလုံးကန်နေရတာအင်မတန်အနောက်ရှက်ဖြစ်လာပါရင်တိုင်းစစ်ကနေဘလို့မှဂုံးဝင်တဲ့အခါအဲ့ချီထုတ်ကြီးရဲ့အနမ်းတက်တွေဟာတသိန်းလုံးကိုကူးဆက်သွားပါရင်ဒါပေမဲ့မာတီနက်ကတော့ကွင်းမေးကနေအဲ့ဒါကြီးကိုနှာခေါင်းပိတ်ပြီးထိုင်ကြီးနေုံကလွဲလို့ဘာမှမတက်နိုင်ပါဘူးအော်ငါရဲ့နီးပြဘွားကြီးကလည်းကွာဒီလောက်အသုံးမကျတာကြီးကိုရွှေချပြီးကိုးကွယ်နေရပါလားဆိုပြီးရေမက်ကိုထုကယူကျုံးမရဖြစ်နေလောက်ပါပြီမာရီနက်ကတော့ငါပေါ်တဂီနီးပြအလုပ်ကိုလက်ခံမိတာမှားပါပြီကွာဆိုပြီးနေတိုင်းနောင်တာတရားတွေနဲ့တောကားရောက်နေရှာမှသေးကြပါရင်ဒါပေမဲ့ဘာမှမတက်နိုင်ပါဘူးသူအနေနဲ့အရင်ဘွားက Red အပေါ်ဘာတွေများမကောင်းတာလုပ်ခဲ့မိလို့လည်းမသိဘူးဝိတ်တွေအမုန်းဆက်နေရရှာပါရင်ညီကိုတို့က Red နဲ့ပတ်သက်လို့ဂိုင်းတွယ်ဖို့ဒုက္ခရောက်နေတဲ့ပေါ်တဂီနီးပြမာရီနက်ကြီးရဲ့ပေါ်ဘယ်လိုမြင်ကြလဲမတနာကြဘူးလားပြောပြသွားခဲ့ကြပါဦးအစောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ